ကုမ္ပဏီဝန်ထမ်းဘဝကနေထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်အောင်ကြိုးစားတဲ့ employee to entrepreneur လမ်းကြောင်းမှာခင်ဗျားတို့မဖြစ်မနေဖြတ်သန်းရမယ်အဆင့်တွေရှိတယ်။အဲ့ဒီထဲကပထမဆုံးတစ်ဆင့်ကဘာလဲဆိုတော့အလုပ်ကနေမထွက်သေးပဲနဲ့ကိုယ်ပိုင်လုပ်ငန်းကိုတည်ထောင်ခြင်းပဲ။တော်တော်များများကအလုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းကိုစပြီးတော့တည်ထောင်ကြတယ်။အဲ့ဒီမှာဝန်ထမ်းဘဝရဲ့အားသာချက်ဖြစ်တဲ့အချိန်တိုင်းလက်စားရတယ်ဆိုတဲ့အချက်ကိုပြစ်ပယ်ပြီးသားဖြစ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်ရဲ့အားနည်းချက်ဖြစ်တဲ့ဝင်ငွေနည်းနေသေးတယ်ဝင်ငွေမရသေးဘူးဆိုတဲ့အချက်ကိုထွေးပိုက်ပြီးသားဖြစ်သွားလိမ့်မယ်။အများစုကဒီလိုမျိုးကြုံရပြီဆိုလို့ရှိရင်တော်ပါကြီးကကိုယ်ပိုင်လုပ်ငန်းကိုမလုပ်တော့ဘူး။ငါးပါးသာငါဝန်ထမ်းပဲသွားလို့တော့မယ်အချိန်တိုင်းလက်စားတော့ရသေးတယ်ဆိုပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်ဘဝကိုလက်မြောက်အရှုံးပေးသွားကြတယ်။ဒီလိုမျိုးမဖြစ်အောင်လို့ကျွန်တော်ဒီဗီဒီယိုမှာအလုံးမထွက်သေးပဲနဲ့ကိုယ်ပိုင်လုပ်ငန်းကိုအပြိုင်တည်ထောင်လို့ရမယ်နည်းလမ်းတွေကိုအဆင့်5ဆင့်နဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်။ဒီဗီဒီယိုခင်ဗျားနားထောင်ပြီးသွားပြီဆိုလို့ရှိရင်ကုမ္ပဏီဝန်ထမ်းဘဝကနေမထွက်သေးပဲနဲ့နောက်တစ်ချိန်မှာကိုယ့်ကိုဝင်ငွေတွေအများကြီးရှာပေးမယ်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုဘယ်လိုတည်ထောင်ရမလဲဆိုတာကိုခင်ဗျားသိသွားလိမ့်မယ်။ဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။အလုံးမထွက်ပဲနဲ့ကိုယ်ပိုင်လုပ်ငန်းကိုတည်ထောင်လို့ရတဲ့နည်းလမ်းတွေထဲမှာပထမဆုံးခင်ဗျားလုပ်ရမယ့်အဆင့်က idea အဆင့်ပဲ။ကုမ္ပဏီဝန်ထမ်းလုပ်နေသူတော်တော်များများကသူများတွေဘာလုပ်လဲလိုက်ကြည့်တယ်။သူတို့လုပ်တာကိုငါလည်းလုပ်ရင်အောင်မြင်မှာပဲလို့ထင်ကြတယ်။အဲ့ဒါအယမ်းမှားတဲ့အတွေ့အကြုံ။ကိုယ့်အတွေ့နဲ့ကိုသွားပါကိုယ့် idea နဲ့ကိုသွားပါ။ဒီလိုပြောလို့ကိုကထူးထူးခြားခြားတွေလုပ်ရမယ်လို့လည်းပြောတာမဟုတ်ဘူး။သူများလုပ်ပြီးသားအရာသူများလုပ်နေတဲ့အရာကိုကမတူညီတဲ့ပုံစံမတူညီတဲ့လမ်းကြောင်းတွေနဲ့လုပ်လို့ရှိရင်ပို့ပြီးတော့မြန်မြန်ဆန်ဆန်အောင်မြင်လိမ့်မယ်။ဆိုတော့ဒီမှာနီလန်းတချို့ကိုကျွန်တော်ပြောပြပေးမယ်။ပထမနီလန်းကဘာလဲဆိုတော့ကိုယ့်ရဲ့ဝါသနာ passion ပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုပြီးတော့ဈေးကွက်ရဲ့အနေအထားဒီသုံးခုကိုကျွန်တော်တို့ကစုံချက်ကိုရှာရမယ်။ကိုကလည်းဝါသနာပါတယ်ကိုကလည်းကျွမ်းကျင်တယ်ဒါဈေးကွက်ကလည်းတောင်းတနေတဲ့အရာဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီလောက်ကမဖြစ်မနေစကိုစတင်တယ်အဲ့ဒါကိုသိဖို့ကျွန်တော်တို့ကစောင်းဝိုင်းသုံးဝိုင်းလို့တယ်ပထမစောင်းဝိုင်းထဲမှာကိုယ့်ရဲ့ passion ဝါသနာတွေကိုထည့်ရေးဒုတိယစောင်းဝိုင်းထဲမှာကျတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုထည့်ပြီးတော့ရေးပြီးရင်တတိယစောင်းဝိုင်းထဲမှာကျတော့ဈေးကွက်ကဘာတွေလိုအပ်နေလဲအဲ့ဒါတွေကိုချပြီးတော့ရေးအဲ့ဒီသုံးခုစုံမှတ်ကိုကိုကရှာလို့တွေ့ပြီဆိုလို့ရှိရင်အဲ့ဒါကိုယ့်ရဲ့ dream business လို့သာသတ်မှတ်လိုက်အဲ့ဒီတနည်းပြီးသွားတဲ့ခါကျရင်နောက်တနည်းကဘာလဲဆိုတော့ကျွန်တော်တို့ကကုမ္ပဏီဝန်ထမ်းဘဝကနေမထွက်သေးပဲနဲ့ကိုယ်ပိုင်လုပ်ငန်းကိုတည်ထောင်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအချိန်ကြီးအများကြီးလဲပေးလို့မရဘူး investment တွေအများကြီးလဲထည့်လို့မရဘူးပြီးတော့ကျွန်တော်တို့ကဆိုင်ဖွင့်တာတို့ဟလာဈေးဆိုင်သွားတည်တာတို့ဒါမျိုးတွေလဲကျွန်တော်တို့ကလုပ်လို့မရဘူးဒါကြောင့် online business เนาะ online နေလုပ်လို့ရမယ်အလုပ်အရေးနည်းအနည်းဆုံးဖြစ်နိုင်လို့ရှိရင်အရေးနည်းထည့်စရာမလိုတဲ့အလုပ်ပြီးတဲ့ခါကျတော့ကိုယ်အသိအချိန်မပေးရတဲ့အလုပ်အဲ့ဒါမျိုးကိုပြန်ပြီးတော့စစ်ထုတ်ပြီးတော့ပြန်ရွေးလိုက်ဆိုတော့ပထမတစ်ခုကကျွန်တော်တို့က dream business ကိုရှာ dream business ကို passion ရဲ့ကျွမ်းကျင်မှုရဲ့ဈေးကွက်လိုရဲ့ခြေကနေပြီးတော့ရှာဒုတိယအဆင့်ကကြတော့အဲ့ဒီရှာထားတဲ့ dream business တွေထဲကနေပြီးတော့ investment အနည်းဆုံးအချိန်ပေးရတာအနည်းဆုံးပြီးတော့ online ဒါကိုကျွန်တော်တို့ကပြန်ပြီးတော့စစ်ထုတ်ဒါဆိုရင်ခင်ဗျာဘာလုပ်ရမလဲဆိုတဲ့ idea ရသွားပြီ okay ပထမတစ်ဆင့်မှာကျွန်တော်တို့က idea ရသွားပြီကိုယ့်ရဲ့ dream business ကိုသိသွားပြီကိုဘာလုပ်ရမလဲဆိုတာလည်းသိသွားပြီဆိုရင်ဒုတိယတစ်ဆင့်မှာကျွန်တော်တို့ကဘာလဲဆိုတော့ marketing ဆိုတာလာပြီဟာငါလုပ်ငန်းတော့မထောင်ရသေးဘူးကွာ marketing ကလို့လားဆိုတော့လို့တယ် marketing ဆိုတာလုပ်ငန်းမစခင်မှာသူကအစပြုတာ marketing မှာအရေးကြီးတဲ့ချက်က3ချက်ပဲရှိတယ်နံပါတ်1ခင်ဗျားဘသူ့ကိုရောင်းပါလဲဘယ်ဈေးနဲ့ရောင်းပါလဲဘလို့ရောင်းပါလဲဘသူ့ကိုရောင်းပါလဲဆိုတာတကယ်တော့ buyer persona ကိုပြောတာဆိုတော့ buyer persona ဆိုတဲ့အကြောင်းကိုသိကျင်တယ်ဆိုလို့ရှိရင် online မှာတစ်ချက်ရှာကြည့်ကြည့်လိုက်ကိုက buyer persona ကိုသိသိချာချာသတ်မှတ်တတ်ဖို့လိုတယ်ကိုရောင်းမဲ့ customer ကိုကစိတ်ကူးထဲမှာပုံဖော်လိုက်မောင်ဖြူလားမောင်မဲလားဦးလေးကြီးလားအတော်ကြီးလားဒီလိုမျိုးပုံဖော်လိုက်သူ့ရဲ့ဝါသနာကဘာလဲသူ့ရဲ့ habit တွေကဘာလဲသူကဘယ်လိုမျိုးပစ္စည်းတွေကိုကြိုက်တတ်လဲဒါမျိုးက buyer persona ပဲအဲ့တော့ buyer persona ရပြီဆိုလို့ရှိရင်အဲ့ buyer persona ကိုရောင်းမှုတဲ့ကျွန်တော်တို့ကဈေးနှုန်းတစ်ခုကိုကျွန်တော်ကစဉ်းစားကိုရောင်းတဲ့ဈေးကအရင်နည်းလို့ရှိရင်လည်းကိုယ့်အတွက်အမြတ်ကျန်မှာမဟုတ်ဘူးလို့အရင်များနေလို့ရှိရင်လည်းဈေးကွက်တွေဖောက်လို့ရမှာမဟုတ်အဲ့ဒါ marketing ပဲလုပ်ငန်းမစခင်မှာကိုကဒီဈေးကွက်ကိုကတည်တည်ချာချာ pricing နဲ့တည်တည်ချာချာချင့်ချိန်တက်ဖို့လိုတယ်ပြီးသွားလို့ရှိရင်ဘယ်လိုထုတ်မှာလဲကိုတိုင်ထုတ်မှာလားသူများအောင်ထုတ်ခိုင်းမှာလားအကောင်းဆုံးကတော့ကိုကကုမ္ပဏီဝန်ထမ်းလုပ်နေတဲ့အတွက်ကြောင့်မလို့ကိုတိုင်မထုတ်နဲ့သူများထုတ်ပြီးတော့ကိုကယူပြီးတော့ online မှာတင်အောင်အဲ့ဒါကအကောင်းဆုံးနည်းလမ်းပဲဆိုတော့ဒုတိယတစ်ဆင့် marketing မှာခင်ဗျားစဉ်းစားရမှာကပြန်ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1ခင်ဗျားဘယ်သူ့ကိုရောင်းမှာလဲနံပါတ်2ဘယ်ဈေးနဲ့ရောင်းမှာလဲနံပါတ်3ဘလို့ရောင်းမှာလဲကျွန်တော်ရဲ့အကောင်းဆုံးအကြံဉာဏ်ကတော့ကိုနာပတ်ဝန်းကျင်မှာရှိနေတဲ့ client တွေ customer တွေကိုအရင်ဆုံးရောင်းကြည့်ဈေးနှုန်းကလည်းတိတ်မများလုံးတိတ်မနည်းလုံးနဲ့ဈေးနဲ့ရောင်းကြည့်ဖြစ်နိုင်လို့ရှိရင်အမြတ်ကိုပပလေးပဲယူပြီးရင် online ကနေပြီးတော့ပဲရောင်းဒါဆိုရင်ဒုတိယအဆင့်ခင်ဗျာအဆင်ပြေသွားပြီကိုယ့်ရဲ့ dream business ကိုလည်းသိပြီ marketing တွေလည်းစဉ်းစားပြီးသွားပြီဆိုလို့ရှိရင်တတိယတစ်ဆင့်ကကျွန်တော်တို့ကဖောက်တယ်တွေကိုလိုက်ရှာရမယ် customer ရှာတဲ့အဆင့်ဆိုတော့ customer ရှာတဲ့အဆင့်မှာကိုကဝေးဝေးလည်လည်သိရှာနေကြမလို့ကိုလက်ရှိလုပ်နေတဲ့ company ရဲ့ customer တွေကိုကိုသွားပြီးတော့ approach လုပ်လို့ရတယ်သူတို့ဈေးသွားရောင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုလက်ရှိလုပ်နေတဲ့ company ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေ company ရဲ့ဝန်ထမ်းတွေတော့သွားမရောင်းနဲ့ပေါ့နော် company ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကိုကျွန်တော်တို့ target ထားလို့ရတယ်
ပြီးသွားတဲ့ခါကြလို့ရှိရင်ကိုရောင်းချင်တဲ့သူကိုခောက်ချင်တဲ့ဈေးကွက်အဲ့ဒါကိုလည်းကိုကသွားပြီးတော့ဥတီလို့ရတယ်နောက်တစ်မျိုးကကြတော့ online ကနေပြီးတော့ customer ရှာအခုဆိုလို့ရှိရင် social media channel တွေရှိတယ် TikTok YouTube ဟဲ့လား Facebook Instagram စသဖြင့်ဒီ channel တွေကနေပြီးတော့ကိုက customer ရှာလို့ရတယ်ဆိုတော့ digital marketing ကိုတော့ကျွမ်းကျင်နေဖို့လိုတယ်ဆိုတော့ customer ရှာတဲ့အဆင့်မှာပြဿနာကဘာလဲဆိုတော့တော်တော်များများကရှက်တာဈေးသွားရောင်းရမှာကိုရှက်တာအငင်းခံရမှာကိုကြောက်တာအဲ့ဒီအရှက်အကြောက်တွေရှိနေလို့ရှိရင်တော့ခင်ဗျာကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့မလွယ်ဘူးဒါကြောင့်ကုမ္ပဏီဝန်ထမ်းဘဝမှာအယောင်းဝန်ထမ်းလုပ်နေတဲ့သူတော်တော်များများကဝန်ထမ်းဘဝကနေပြီးတော့လုပ်ငန်းရှင်အဖြစ်ကိုပြောင်းတယ် employee to entrepreneur လမ်းကြောင်းမှာသူတို့ကအအောင်မြင်ဆုံးပဲဗျကျန်တဲ့ဝန်ထမ်းတွေကတော့နည်းနည်းလေးရုန်းကန်ရတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတတိယအဆင့်မှာနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဈေးရောင်းမှာမရှက်နဲ့မကြောက်နဲ့ Okay နံပါတ်3 customer ရှာတဲ့အဆင့်မှာကျွန်တော်တို့က customer ရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနံပါတ်4အဆင့်မှာကျွန်တော်တို့ဝန်ဆောင်မှုပေးရတော့မယ် service ပေးရတော့မယ် service ပေးတယ်ဆိုတာပစ္စည်းရောက်လာလဲ service ပေးတာပဲလေဆိုတော့ service ပေးတဲ့အဆင့်မှာကိုယ်တိုင်ပေးမှာလားကိုကဝန်ထမ်းခန့်ပြီးတော့ပေးမှာလားလုပ်ငန်းစကားစားမဟုတ်လို့ဝန်ထမ်းမခန့်ကျင်သေးဘူးဆိုလို့ရှိရင်လည်း freelance တွေငှားလို့ရတယ်เนาะ part time လုပ်တဲ့သူတွေငှားလို့ရတယ်သူတို့ငှားပြီးတော့ကိုကဝန်ဆောင်မှုပေးလို့ရတယ်ကိုကတစ်ဖက်မှာကုမ္ပဏီဝန်ထမ်းလုပ်ကြီးကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုကိုကရန်နှုန်းပြည့်အချိန်မပေးနိုင်သေးတဲ့အတွက်ဖြစ်နိုင်မယ်ဆိုလို့ရှိရင် freelance ငှားတာမျိုးကဈေးစကအသက်သာဆုံးနဲ့အယိုးရှင်ဆုံးပဲမဟုတ်ဘဲနဲ့ဝန်ထမ်းသွားငှားနေလို့ရှိရင်ဝန်ထမ်းခန့်လိုက်လို့ရှိရင်ကိုကအဲ့ဝန်ထမ်းကိုထိန်းချုပ်ရတဲ့ဒီ management ပြဿနာတွေကထပ်လာနေဦးမှာ哦 customer လာဝယ်တယ်ကိုကကြောင်းလိုက်တယ်ဂျားမှာတယောက်ကပို့ပေးလိုက်တယ်အဲ့လိုမျိုးပို့တဲ့ဟိုက်လုပ်ကိုမလုပ်ဘဲနဲ့ delivery ဖြစ်ဖြစ်ကိုကအပ်ထားတာမျိုးဟုတ်လားဒါမှမဟုတ်လို့ရှိရင်လည်းကိုဆွေမျိုးသားချင်းတဲ့တရားကိုခိုင်းထားတာမျိုးဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ဆိုတော့ဒီဝန်ဆောင်မှုအဆင့်က customer ရှာပြီးသွားတဲ့အချိန်ကျမှရောက်လာမှာဒါပေမဲ့တကယ်ရောက်လာတဲ့ခါကျလို့ရှိရင်လည်းအရေးကြီးတယ်ဘာလို့ဆိုတော့ကိုကတစ်ဖက်မှာသူများဝန်ထမ်းလုပ်နေရင်တစ်ဖက်ကကိုယ့်ရဲ့ business ကိုလုပ်နေတာဖြစ်တဲ့အတွက် customer အပြည့်အဝ service ဝန်ဆောင်မှုမပေးလိုက်နိုင်ပါဘူးအရန်စိုးရင်ရတယ်ဒါကြောင့်ဒီစင်းရောက်ပြီဆိုလို့ရှိရင် customer ရဲ့ feedback ကိုအမြဲတမ်းလေ့လာပါကိုကပစ္စည်းပို့ပြီးကိုက service တစ်ခုခုကိုပေးပြီးဆိုရင် customer စီကနေတော့ကောင်းဤဆိုဤ feedback တွေကိုအမြဲတမ်းလိုက်ပြီးတော့နားထောင်ပါဒါဆိုလို့ရှိရင်ဒီစတုဒ္ဓအဆင့်ကိုခင်ဗျာအောင်မြင်ကြော်ဖြတ်နိုင်လိမ့်မယ်နံပါတ်5တိုးတက်ခြင်းအဆင့်ခင်ဗျာမှာ dream business လည်းရှိပြီး marketing လည်းပိုင်ပြီး customer တွေလည်းရပြီအဲ့ customer တွေလည်းခင်ဗျာဝန်ဆောင်မှုပေးနေပြီဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းထင်သလောက်ဝင်ငွေရမနေဘူးဆိုလို့ရှိရင်ဒီနံပါတ်5အဆင့်မှာခင်ဗျာလုပ်ရမယ့်အချက်တွေရှိတယ်ကိုကတစ်ဖက်မှာကုမ္ပဏီဝန်ထမ်းလုပ်နေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကမြန်ဆန်တိုးတက်အောင်မြင်လာမှဟိုဘက်ကကုမ္ပဏီဝန်ထမ်းအလုပ်ကိုထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်မှာ哦ဒီတော့ကိုယ်ပိုင်လုပ်ငန်းလျှင်မြန်စွာတိုးတက်ဖို့အတွက်နော်ကုမ္ပဏီဝန်ထမ်းဘဝကနေမထွက်သေးဘဲနဲ့ကိုယ်ပိုင်လုပ်ငန်းကိုလျှင်မြန်စွာတိုးတက်အောင်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုကိုကျွန်တော်ဒီအဆင့်မှာပြောပြပေးမယ်ပထမတနည်းလမ်းကဘာလဲဆိုတော့ customer တွေများရှာတာ customer များရှာဖို့အတွက်ခင်ဗျာ online ပေါ်မှာကြော်ညာပေးရမယ်များကြော်ညာပေးရမယ်အဲ့အတွက်ကြော်ညာကားတွေကုန်မယ်ဝန်ထမ်းတွေခန့်ရတာမျိုးတွေရှိမယ်ဒါမှမဟုတ်တခြား service တွေကိုကကုန်ကျစရိတ်တွေရှိနိုင်တယ်ဒီလိုမျိုးကိုယ်တိုင်မကြော်ညာခြင်းဘူးဆိုလို့ရှိရင်လည်း online ပေါ်မှာနာမည်ကြီးပြီးသား influencers တွေနဲ့ကိုက collaborate လုပ်ပြီးတော့ကိုယ့်ရဲ့ product သို့မဟုတ်ကိုယ့်ရဲ့ service ကိုလူများစီပေါအောင်စူးစမ်းလို့ရသေးတယ်ဒီနည်းလမ်းကအသုံးတဲ့တယ်ဆိုပေမဲ့တခါလေကြာလို့ရှိရင်ကုန်ကျစရိတ်များပြီးတော့တချို့လုပ်ငန်းရှင်တွေကမကြိုက်ကြဘူးဟာမဟုတ်ဘူးငါ customer များမလိုချင်ဘူးလက်ရှိနေတဲ့ customer စီရပဲငါဝင်ငွေများလိုချင်တယ်အဲ့လိုဝင်ငွေများရလာပြီဆိုရင်ငါအလုပ်ထွက်လို့ရပြီဆိုရင်လေဒုတိယနည်းလမ်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ service တွေထပ်ပြီးတော့တိုးတာလက်ရှိကိုပေးနေတဲ့ဝန်ဆောင်မှုတွေကိုထပ်ပြီးတော့တိုးတာ app selling လို့ခေါ်တယ်เนาะဒါမှမဟုတ်ရှင်ねတခြားမတူညီတဲ့ဝန်ဆောင်မှုတွေထပ်ထည့်တာ cross selling လို့ခေါ်တယ်ဒါတွေကိုလုပ်လို့ရတယ်ဥပမာကိုက logistics service က border trade ကိုပဲကိုက logistics service ပေးနေကနေပြီးတော့မြို့တွင်းမှာပါ delivery ပို့ပေးမယ်ဆိုတာမျိုးပေါ့ဒါမှမဟုတ်ကိုကမြို့တွင်းမှာ delivery ပို့နေရကနေပြီးတော့ border trade logistics service ကိုထပ်ပြီးတော့တိုးတာမျိုးပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဝန်ဆောင်မှုထပ်တိုးတာ product တွေထပ်တိုးတာဟဲ့လားကိုကပေါက်စီရောင်းနေတာပေါက်စီရနေကိုက dim sum မှာထည့်ပြီးရောင်းနေဆိုတာမျိုးဒါမျိုးဆိုလို့ရှိရင်နေပြီးသား customer စီမှာပဲကိုကဝင်ငွေတွေထပ်ပြီးရအောင်ကြိုးစားလို့ရတယ်ဘယ်လိုပဲဖြစ်ဖြစ် customer များရှာတဲ့နီလန်ဝန်ဆောင်မှုထပ်တဲ့နီလန်ဒီနီလန်တစ်ခုကိုသုံးပြီးတော့ကိုကကုမ္ပဏီဝန်ထမ်းဘဝကနေမထွက်သေးဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းရဲ့တိုးတက်မှုကိုမြင့်တင်လို့ရပါတယ်အခုဆိုရင်အဆင့်50လုံးကိုကျွန်တော်ပြောပြပြီးသွားပြီเนาะနံပါတ်1ကိုယ့်ရဲ့ idea ကိုဖော်ဆောင်တဲ့အဆင့်နံပါတ်2 marketing အဆင့်နံပါတ်3ဖောက်သည်ရှာတဲ့ customer ရှာတဲ့အဆင့်နံပါတ်4ဝန်ဆောင်မှုပေးတဲ့အဆင့်နံပါတ်5ကိုယ့်ရဲ့လုပ်ငန်းကိုတိုးတက်အောင်လုပ်ဆောင်တဲ့အဆင့်ဆိုတော့ဒီအဆင့်50လုံးကိုကိုကကုမ္ပဏီဝန်ထမ်းဘဝကနေမထွက်သေးဘဲနဲ့ဖြည်းဖြည်းချင်းတစ်ဆင့်ပြီးတစ်ဆင့်ဖော်ဆောင်သွားလို့ရတယ်ခင်ဗျားသေးချာလေးအားစုံခွန်ဆိုင်စူးစမ်းမယ်ဆိုလို့ရှိရင်6လကနေတစ်နှစ်ကြာမှာတစ်ဖက်မှာကုမ္ပဏီဝန်ထမ်းဘဝကနေမထွက်သေးဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုအတိုင်းအတာတစ်ခုထိကြီးပွားတိုးတက်လာအောင်ရှင်းပြောရရင်ဗျာဒီဘက်ကကုမ္ပဏီဝန်ထမ်းကရနေတဲ့လစာရဲ့တဝက်နီးပါးလောက်ရအောင်စူးစမ်းလို့ရတယ်ကျွန်တော်ဆိုလို့ရှိရင်လည်း2018 2019လောက်တုန်းကကုမ္ပဏီဝန်ထမ်းလုပ်နေရင်းနဲ့
ကိုယ်ပိုင်လုပ်ငန်းကိုတည်ဆောက်လာတာနောက်ပိုင်းကျွန်တော်ရဲ့ကိုယ်ပိုင်လုပ်ငန်းကကျွန်တော်ကုမ္ပဏီမှာရနေတဲ့လစာထက်ပိုရသွားတဲ့အချိန်မှာကျွန်တော်လှုပ်ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ကိုအပြည့်အဝကူးပြောင်းလိုက်တယ်ဆိုတော့ခင်ဗျားတို့လည်းအဲ့လိုမျိုးအောင်မြင်ကူးပြောင်းနိုင်အောင်ကျွန်တော်ဖြတ်သန်းခဲ့တဲ့အဆင့်တွေကိုဝင်မျှပေးတာဖြစ်ပါတယ်အစိုးရနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်